ဘေဘီလေးတို့မနှက်စာအတွက်ပဲဖြစ်ဖြစ်ចောင်းသမင်းဘူးမှာထည့်ပေးဖို့ဖြစ်ဖြစ်အာဟာရရှိပြီးစားလို့လည်းကောင်းတဲ့အယုတ်ပန်ကိတ်လေးလုပ်ပြပါမယ်ရှင်အရင်ဆုံးငပြောသည့်အမှဲ့တစ်လုံးကိုကြည်အောင်ချီပြီးရင်တော့ကြက်ဥတစ်လုံးဂျုံမုတ်ထမင်းစားစွန်း2စွန်းတကြားဘေကီပေါက်တာဗနီလာအက်စထရက်နဲ့ဟင်းချက်စီတို့ကိုထည့်လိုက်ပါမယ်မုံနဲ့အပြည့်အကျဲကိုတော့ကိုလိုတလိုချိန်စထည့်ပြီးအားလုံးကိုနှံ့သွားအောင်လို့မှွေပေးလိုက်ပါမယ်ဒီလို sauce ထည့်တဲ့ညှက်ပူလေးတွေလောင်းထည့်ပြီးရင်တော့စပြီးကြော်လို့ရပါပြီအိုးထဲမှာထောဘက်လေးနည်းငယ်တုပ်ပြီးရင်တော့မီးကိုအေးဆုံးလေးထားပြီးကိုလိုချင်တဲ့အချက်ပုံစံလေးတွေကြော်ပေးလိုက်ပါမယ်တစ်ဖက်ကို10မိနစ်စီလောက်ထားပြီးဟိုဘက်ဒီဘက်လှန်ပေးလိုက်ရင်တော့မုတ်လေးရသွားပါပြီမုတ်သားလေးကနူးနူးညံ့ညံ့လေးဖြစ်တာမို့သွားမပေါက်သေးတဲ့ကလေးလေးတွေကိုလည်းလှုပ်ကြွေးလို့ရပါတယ်ရှင်တနေ့အောက်ကလေးကိုကြွေးမယ်ဆိုရင်တော့တကြားမထည့်ပဲကြွေးလို့ရပါတယ်တသားကိုတော့နေ့လယ်စာ snack အနေနဲ့ချောကလက်အနှစ်လေးရဲ့နွားနို့တပူးရဲ့နဲ့တွဲပြီးတော့ကြွေးမှာဖြစ်ပါတယ်လောက်ရလဲလွယ်ကူပြီးအာဟာရလေးရှိတဲ့မုတ်လေးဖြစ်တာမို့အားလုံးပဲလိုက်ပြီးလှုပ်ကြွေးကြည့်ပါနော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်